အဲ့တော့ဒီနေ့ပိုင်းမှာဆိုလို့ရှိရင်ကြတော့လူပတ်နဲ့ပတ်သက်တဲ့အပိုင်းကိုပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီပိုင်းမှာဆိုလို့ရှိရင်ကြတော့လူပတ်ဆိုတာပါလဲဘောနော်လူပတ်ဆိုတာဘာကြောင့်ဒီနေရာပြကျွန်တော်တို့physical router တွေစီရ physical interface မဟုတ်ဘဲနဲ့ကျွန်တော်တို့ခဏနေတာ logical interface ပါဒီလို logical interface ကိုခဏရကျွန်တော်တို့ဒီ shutdown တွေပါဖြစ်သွားရင်လည်းသူက physical interface တွေလိုမျိုးသွားပြီးတော့ကြာတော့မှာမဟုတ်ဘူးပိတ်သွားမှာမဟုတ်ဘူးသူကဒီ router ကြီးမပြည့်စည်တွေ့ဒီကရှိနေမှာပဲပေါ့နော်ဒီတော့ကျွန်တော်တို့ဒီမှာ IP ရင်းပေးမယ်ပေါ့နော်အဲ့နောက်ပိုင်းဒီမှာဆိုရင်ကျွန်တော်တို့ကလူပတ်တွေကိုသုံးလာပါပေါ့နော်အဲ့ကြောင့်မလို့ FNG concept အဲ့တော့မှ energy 0/0 no shutdown ပြီးနောက်ကကျွန်တော် IP address ပေးမယ်ကြာ 192.168. ပြီးတော့သူ့ပေးရတာကျွန်တော်တို့က1.1 ပေါ့နော်ပြီး1624ဖြစ်တဲ့အတွက်ကြောင့်မို့ 255.255.255.0 အပြင်ကျွန်တော်တို့ loop ဖြစ်နေတယ် loop ဆိုတာနဲ့ interface အပြင်ကျွန်တော်တို့loop back ဒါမှ0ပေါ့နော်ခဏထောက်ရပါတယ်ဒီမှာဖြစ်တော့ IP address ထားမှာက 2.1.1.1.1 ပြီးတော့ select တက်ထားမယ်2.2.5နော် okay ဒါဆိုရင်ကျွန်တော် loop ဖြစ်နေပါပြီအဲ့တော့သူပင်ဒီတစ်စက္ကန့်ဒီ loop ကိုတော့ပြင်နေ1.1.1 okay ဆက်ဖြစ်တော့ရတာဆိုရင်ကျွန်တော် loop ပြင်နေဒီဘက်မှာလည်းအရင်ပါပဲ no enable ပြီးတော့ config mode ဝင်ပြီးတော့ enter g0/0 no shutdown ပြီးတော့ IP address က 192.168.1.2b25.255.255.0ပြီးရှင်ရော loop ပြန်ကြည့်မှာပေါ့နော် enter no back 0ပါပေါ့နော် IP address ဒါကြောင့် 2.2.2.2 ပြီးရင် 255.255.255.0 အဲ့တော့ဒီမှာကျတော့255ကို9ခါပဲရေးမိတယ်IP address 2.2.2.2 ပြီးတော့ 255.255.255.255 okay အဲ့တော့သင်ကြည့်မယ်ဟုတ်ကဲ့နော်ဒါက2ပင် play နဲ့ play 2.2.2.2 okay ရပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ပြရအောင်မလဲဆိုတော့ဒီတစ်ဖက်နဲ့တစ်ဖက်ကသူက IP ကပင်းလို့ရနေမှာဥပမာပင်းဒါဆို192.အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဒီမှာဆိုရင် 192.168. ပင်းကြည့်မယ်ပေါ့နော်ဒီမှာကကျွန်တော်တို့ဒီက interface ကသူက network တစ်ခုရပေးတာဆိုဒီကနေပြီးကျွန်တော်တို့တွေ့ရ 192.168.1.0 ပင်းလို့ရမှာပေါ့နော်အဲ့တော့ဒီဖြစ်နောက်ကပင်း 192.168.1.2 ပင်းလို့ရပါဘူးเนาะဒါပေမဲ့ဒီမှာကျွန်တော်တို့ကတစ်ဖက်ကဒီ router ကြီးရဲ့ loop back ကိုတော့တွားပြီးပင်းလို့မရဘူးဟုတ်လားမလားတစ်ဖက်ရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပင်းလို့မရဘူးပေါ့နော်ဒီညမှာကျွန်တော်တို့ပင်းလို့ရအောင်ရေးရမယ့်အားရှိရပေါ့နော်မရအောင်เนาะဒီဘက်မှာလည်းအတိုင်းပဲဒီ interface လေးမှာ G0/0 မှာရှိတဲ့ interface တွေပင်းလို့ရမှာအဲ့တော့တို့က network တစ်ခုတည်းဒီပေးထားတယ်ဒီ 192.168.1.1 တကယ်လည်း network ဒီမှာပေးရမှာပဲเนาะဒါပင်းလို့ရတယ်ဒါပေမဲ့တစ်ဖက်က loop back ကိုလည်းကျွန်တော်ပင်းလိုက်မှာ1.1.1.1 okay မရအောင်เนาะအဲ့ဒါဒီညမှာကျွန်တော်ရေးပေးရအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ route ရေးပေးရအောင်เนาะဒီကျွန်တော်တို့ router တွေသုံးတဲ့အခါမှာကျွန်တော်တို့ route ရေးပေးရ route မျိုးစား3မျိုးရှိတယ်ပေါ့နော်ကျွန်တော်တို့ static route ရှိမယ်default route ရှိမယ် dynamic route ရှိမယ်ပေါ့နော် static route ကကျွန်တော် manually ကျွန်တော်လိုက်ရေးပေးရအောင်ပေါ့နော်ကျွန်တော်တစ်ဖက် network မှာဘာရှိလဲသိတဲ့အခါမှာကျွန်တော်တို့ရေးပေးရအောင်ကျွန်တော် dynamic route ကကျတော့ကိုယ့်ဆီမှာဘာရှိလဲဆိုမျိုးပေါ့သူက
ဆိုတော့ network တအားများလာပြီကျွန်တော်တို့ကdefault ဒီ dynamic route ကိုပဲသုံးတယ်default route ကကျွန်တော်တို့ဘယ်နေရာမှာသုံးတာလဲဆိုတော့ WAN အတွက်ကျွန်တော် internet ကိုဖွင့်တဲ့နေရာမှာကျွန်တော် default route ဒီနေရာမှာကျကျွန်တော်ဟိုကnetwork ကလည်းအကြီးမဟုတ်ဘူးအဲ့တော့ static route ကိုယူမှာတစ်ဖက် network ကိုကျွန်တော်တွားချင်တဲ့ network ကိုလည်းသိရဲသူ့ရဲ့အဲ့တော့ IP route ပေါ့နော်အဲ့တော့တွားချင်တဲ့ network ရေးတဲ့အခါမှာတွားချင်တာကလူဘက်က2.သူ့ရဲ့ network 2.2.2 static network မလို့ပြင်မယ်အဲ့တော့1ဒီမှာဆိုရင် 255. ဆက်နံပါတ်ထည့်ပြရတယ် 255.255.255 ပြီးနောက်ရ next ဟုတ်နောက်ထပ်သူကဘယ်ပေါက်လေးပြောရတော့တက်တာ next ဟုတ်ပေါ့သူရဲ့အဲ့တော့ဘယ်ကိုဖြတ်တန်းသွားမှာလဲဒီလာလိုက်ရှိရင်သူဖြတ်တဲ့သူစလိုက်ဖြတ်ကြမှာ next ဟုတ်ဘယ်လောက်လဲဆိုလို့ရှိရင်19192.168.1.2 ဒါကျွန်တော်တို့ static route ကိုမှာပါဒီနောက်က IP routeသူသွားမဲ့ network ကိုသူသွားမှာဘယ်လောက်လဲဆိုရင် 1.1.1.1 ပြီးရင် 255.255.255 ပြီးလို့ရှိရင်network ကိုတည်ရှင်အောင်နှိပ်ဖို့အဲ့တော့ဒီ router နဲ့လာတဲ့နှိပ်ဖို့ပါဖြစ်ဆိုဒီဟာလေးဖြစ်တယ်အဲ့တော့ဒါသူ့ရဲ့ interface လေးမှာထားတဲ့ IP က 192.168.1.1 ဒါဆိုရင်ကျွန်တော်တို့အလုပ်ပေးမိတာလို့ဆိုတာနော်ဒူဆိုးရောက်နေတယ်ဒူဆိုးရောက်ဆိုလမ်းကြောင်းတွေဘယ်လောက်ရှိတယ်ဒူဆိုး sorry IP တော့အဲ့ဒါဒီမှာကျွန်တော် static route လေးပါလာတယ်ဒါကျွန်တော်ရေး static route ဒါကသူ့မှာရှိနေတဲ့လို့ပဲinterface ပြီးရှင်နောက်ကသူ့ရဲ့network ကြီးပေါ့နော်ဒါသူ့ရဲ့ဒီမှာကျွန်တော်တို့ရဲ့local ရှိရတယ်မှာ local စီတယ် okay ဒီဘက်မှာလည်းရရတာကျွန်တော်အဲ့တော့to show IP route okay ဒီမှာလည်းကျွန်တော် set ပြီးပင်းလို့ရအောင်ပင်းပြရတယ်to ပင်းအောင်ပင်း 2.2.2.2 ကြာပါပြီပင်းလို့ရပါပြီဒီမှာလည်းပင်းမယ်ပင်း 1.1.1.1 ပင်းလို့ရပါပြီ okay ဆက်ဖြစ်သွားပြီအဲ့ဒါပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒါကျွန်တော်ပင်လို့ရပါဆိုကျွန်တော် loopback တွေဖြစ်တယ် loopback တွေဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီ physical interface တွေကိုရဲ့ IP ဖြစ်တာနဲ့မတူဘူးเนาะဒီ loopback ဖြစ်တာတော့ physical interface မှာဆိုရင် no interface RG0/0 ကျွန်တော်ဖြတ်လို့မရအောင် physical ဒါပေမဲ့ loopback မှာလည်းကျွန်တော်တို့ဖြတ်လို့ရတယ် interface လို့alpha လို့ပေါ့เนาะပြီးရှင်တော့က 0 okay ကျွန်တော် show IP interface break ကျွန်တော်မရှိတော့ဘူးဗျနော်အဲ့ဒီမှာပဲ input ကြည့်အောင် visual IP interface brightness တဲ့အခါမှာကျွန်တော်တို့ဒီမှာလိုပဲရှိအဲ့တို့လည်းလိုပဲပြင်မယ်no interface ကျွန်တော်ပြီးရင်တော့အရှိကောက်ရေးလိုက်ရပါတယ်လို့ပဲဒီနောက်က0နော် visual IP interface ကျွန်တော်မရှိတော့ဘူးနော်ဒါလိုပဲပြင်နေတာ